Hello အားလုံးပဲမင်္ဂလာပါဒါလေးကတော့အားလုံးစောင့်မျှော်နေကြတယ်ဒီကီလိုကယ် brand ကနေပြီးတော့မှထပ်မံအသစ်ထုတ်လုပ်လိုက်တဲ့ Swift Detox ဖြစ်တဲ့ Batch ဥရှင်အစီကြားသဘာဝတစ်ချို့ရုပ်ဖြစ်တယ်ပေါ့နော်ဒါကရိုးဖြစ်တယ်စားရတဲ့ရိုးဖြစ်တဲ့တော့ customer တွေအလုံးမရှုံအောင်လောင်းလို့ဒီလိုဇုံးမှာထည့်ပေးရတယ်ဒီမှာပေါင်ဝင်တဲ့ပေါင်ဝင်ပစ္စည်းတွေမှာဆိုရင်တစ်ချို့တွေကိုဆိုလို့ရှိရင်အဆင့်မြင့်ကြိုက်တာတွေကိုအဓိကတက်တာသေးတယ်ပြားရည်ဆိုလို့ရှိရင်ဥရှင်းပေးတဲ့နေရာမှာဆရာကြီးပေါ့နော်တမယာတီးတို့ရှောက်ဘလူးတီးတို့ဂျင်းတို့ဆိုလို့ရှိရင်ဝင်းမှန်ဖို့အတွက်အစီကြောက်ဖို့အတွက်ကိုအရင်အထောက်အကူဖြစ်စေတယ်အဓိက main အနေနဲ့လောင်းတဲ့ဒီမှာတစ်ချို့ကိုအဓိကအသုံးပြုပေးထားတယ်ပေါ့နော်တစ်ချို့ကိုအဓိကအသုံးပြုပေးတာဖြစ်တယ်တော့တစ်ချို့ရဲ့ကောင်းကျိုးဒီလူများစုသိကြတယ်ဒီထက်မှပေါင်ဝင်တဲ့ပေါင်ဝင်ပစ္စည်းဒီအားလုံးရင်းနှီးပြီးသားပစ္စည်းတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ဘယ်ပစ္စည်းကဘယ်လောက်ထိကောင်းလဲဆိုတော့အထွေထူးတော့ပြောကြမလို့အင်ရှင်မအတိုင်းလူတိုင်းသိကြရပေါ့နော်ဟိုတစ်ချို့ကိုပါတဲ့အတွက်ကိုသူ့မှာအဓိကထူးခြားချက်တွေကဘာတွေကောင်းလဲဆိုရင်ဥရှင်းပေးုံနဲ့မကဝင်းမှန်ရုံနဲ့မကအစီတက်ပေးုံနဲ့မကပဲနဲ့အဆင့်မြင့်ကြိုက်ခဲတဲ့သူတွေအတွက်ဆိုရင်လည်းအရင်အဆင့်ပြေတယ်ပေါ့နော်ငါးဦးသောလူပဲရှောင်းသွားမှာပေါ့နော်အသေးရောဂါရှိတဲ့သူရဲ့နောက်ပြီးသွေးပေါင်ကြားတဲ့သူရဲ့နောက်ကအဆိုင်ရောဂါရှိတဲ့သူရဲ့ပုံဝင်ဆောင်မိခင်ရဲ့ခလင်းမွေးပြီး6လအတွင်းမသုံးဆောင်ရောက်ဒီ9ယောက်ပဲရှောင်းသွားမှာပေါ့နော်လက်ရှိသူသမားနှလုံးရောဂါသမားကြောက်ကသမားအကုန်လုံးနဲ့တဲ့ပါတယ်ရှင်ဒါလေးကတနေ့နှစ်ကြိမ်စားပေးုံပဲပေါ့နော်မနေ့အိယာထားတဲ့တစ်ကြိမ်ဒီလိုတစ်စုံပေါ့နော်စားမယ်စားပြီးရေဝါတောက်လို့ရတယ်ရေကိုအဲ့လိုမျိုးမတောက်ချင်ဘူးရေလေးလေးနဲ့ဖြောတောက်ချင်တယ်ဆိုရင်လည်းဖြောတောက်လို့ရတယ်ရိုးရိုးရေနဲ့လည်းတောက်လို့ရတယ်ရေလေးလေးနဲ့လည်းတောက်လို့ရတယ်အစီအပြေလိုတောက်လို့ရတယ်ရောပြီးတော့မှဖြောပြီးမတောက်ချင်ဘူးဆိုလို့ရှိရင်လည်းဒါလေးကိုတစ်စုံစားပြီးရေဝါတောက်ရုံပဲပေါ့နော်မနေ့အိယာထားတဲ့ဒါလေးကိုတစ်စုံစားမယ်ပြီးညအိယာဝင်ကန်ဒီပေါ့နော်အစားနဲ့နည်းနည်းဝေးတဲ့ချိန်အဲ့လိုလည်းစားလို့ရတယ်ပေါ့နော်ချိန်ထဲမှာပဲပြောချင်တာဗာလဲဆိုလို့ရှိရင်ဒီနှစ်ချိန်ပဲစားလို့ရလားဓာတ်ချိန်နေစားရုံဘာဖြစ်လဲအစားစားပြီးမှစားရုံဘာဖြစ်လဲအစားမစားရင်ရောကပ်ပြီးစားရုံဘာဖြစ်လဲဆိုရင်ဘာမှမဖြစ်ပါဘူးတို့မဲ့အခုနညွှန်ကြားတဲ့အတိုင်းစားမယ်ဆိုလို့ရှိရင်နော်ဒီဟာလေးကတစ်ပတ်အတွင်းထဲမှာပေါင်အနည်းဆုံး9ပေါင်လောက်ထိကလုံးဝကျတယ်ပေါ့နော်ဒီပစ္စည်းတွေကဆိုလို့ရှိရင်တဘာဝကိုဦးစားပေးပြီးတော့မှအဓိက concept ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ခလေးမလူကြီးထိကြားမှမရင်းပြီးလို့ဆိုအသုံးပြုနိုင်ပါတယ်ခလေးအသက်2နှစ်ရွယ်ကနေစပြီးတော့မှဒီဟာလေးအသုံးပြုလို့ရတယ်ပေါ့နော်အလွယ်တကူစားလို့ရအောင်ဒီမျိုးစုံလေးတစ်ချောင်းမှာထည့်ပေးရတယ်ပေါ့နော်စားပြီးလို့ရှိရင်ဒီဟာလေးကိုပြန်ပြီးဖိပြီးတော့မှဘူးလေးကိုတေချာထည့်ပြီးတော့မှအလုံးပိတ်ပြီးတော့မှတင်လိုက်ရုံပဲပေါ့နော်စားရတာလည်းလွယ်ကူတယ်တင်ရတာလည်းလွယ်ကူတယ်ပြီးမှဘူးခွန်လေးဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတေချာလုပ်ပေးထားတာဖြစ်တဲ့အတွက်ကိုဒီဟာလေးကုန်သွားပြီဆိုလို့ရှိရင်အိမ်မှာဟိတ်ခတ်မုတ်တို့ဘာလို့ကိုလည်းအလွယ်တကူဒီထဲမှာထည့်ပြီးသုံးလို့ရတာဖြစ်တဲ့အတွက်အရင်အဆင်ပြေတယ်ပေါ့နော်ဒီပစ္စည်းလေးကဆိုလို့ရှိရင်ထုတ်လုပ်ခွင့်လိုင်စင်ရထားတဲ့အပြင်ကိုအလား certificate လေးရထားတာဖြစ်တဲ့အတွက်လူမျိုးမျိုးဘာသာမျိုးအကုန်လုံးယုံကြည်မှုအပြည့်နဲ့သုံးစွဲနိုင်တယ်ပေါ့နော်စားရတာလည်းအရင်လွယ်ကူတယ်လူကြီးခလေးအကုန်လုံးစားလို့ရတယ်ဒီယိုလေးကဆိုလို့ရှိရင်စားသုံးရတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကိုကျွန်တော်တစ်စက်တည်းထည့်တဲ့ຢာဒီအရင်အရေးကြီးတယ်ပေါ့နော်တန့်ပြန့်ယုံနေမကဘူးဒီຢာမှာပါဝင်တဲ့ပစ္စည်းတွေဒီအားလုံးလူမျိုးဘာသာမျိုးစားသုံးလို့ရတဲ့အတိုင်းအတာတစ်ခုလည်းဖြစ်ရမယ်ပေါ့နော်အဲ့ဒါကြောင့်ဒီຢာဒီဒီတက်ရှင်းလက်စမှုကိုဥတည်ပြီးတော့မှတေချာတောင်းလို့ပေါ်ဆက်ပြီးတော့မှနော်စနစ်တကျထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကိုခလေးတွေလည်းကြိုက်တယ်လူကြီးတွေလည်းကြိုက်ကြတယ်လူငယ်လူလက်လူကြီးဘလူးမရွေးပေါ့နော်လူမျိုးမရွေးအသက်မရွေးအကုန်လုံးကြိုက်နှစ်သက်ကြတယ်ပေါ့နော်အဲ့တော့ဒီဟာလေးဒီအရသာအဖြစ်ဆိုလို့ရှိရင်လည်းအချင်းတက်ကလေးနဲ့ပေါ့နော်အခါပဲလည်းမသွားဘူးဖန်တဲ့ဘက်လည်းမသွားဘူးအဲ့ဒီအတွက်ကိုအကုန်လုံးကအရသာလေးကိုလည်းအဆင်ပြေကြတယ်ကြိုက်ကြတယ်ပေါ့နော်စေးကြောက်တဲ့သူတွေအတွက်ဆိုရင်ဒါအရင်အဆင်ပြေလိမ့်မယ်တချို့တွေအင်္ဂလိပ်စေးလည်းကြောက်တယ်မြန်မာစေးဆိုလည်းမတောက်ချင်ဘူးဆက်စားပြီးဝေးချခြင်းတဲ့သူတွေအတွက်ဆိုရင်ဒီယိုလေးကလုံးဝအဆင်ပြေလိမ့်မယ်အစားတဲ့အရသာလည်းခါတာလို့ဖန်တာလို့မရှိဘူးရှောက်တိဆက်ပြစားသလိုအချင်းတက်ကလေးနည်းနည်းလေးနဲ့ပေါ့နော်အဲ့လိုမျိုးဟိုချစ်ချင်းလေးနဲ့ပေါ့နော်စားရတာအရင်နဲ့ချင်းသုံးမနေဘူးအရင်အဆင်ပြေတဲ့အရသာတစ်ခုပေါ့နော်ဘူးဆိုလို့ရှိရင်15ရက်စာပါတယ်300 ml ထည့်ပေးရတယ်ခလေးကနေစားပြီးလူကြီးထိကြားမှမရွေးအကုန်လုံးစားလို့ရတယ်ပါကေးချင်းအနေနဲ့ကတော့အပြင်မှာဆိုလည်းဒီလိုစက်ကူဘူးတစ်ခုပါမယ်အတွင်းထဲမှာဒီလိုပေါ်ဘူးတစ်ခုပါမယ်အထဲထဲမှာလည်းဒီလိုမျိုး zip အိတ်ကလေးတစ်အိတ်ပါမယ်အဲ့ဒီအပြင်မှာကျွန်တော်တို့ကဇုံးလေးတစ်ချောင်းမှာထည့်ပေးရမယ်ပေါ့ဒီလိုအပီးစီတစ်ခုလုံးကိုမှကျွန်တော်တို့18000နဲ့ရောင်းချပေးမှာဖြစ်တယ်ပေါ့နော်ဒါလေးကတော့ TK new product ကလေးကိုအားလုံးကိုမိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်အားလုံးအကြိုက်တွေ့မယ်လို့ယုံကြည်ပါတယ်လက်လီလက်ကအများကြီးအားပေးကြမယ်လို့လည်းယုံကြည်ပါတယ်အဲ့တော့ဒီဟာလေးကိုလည်းမြန်မာနိုင်ငံရဲ့အနေနဲ့မှာဝယ်လို့ရအောင်ကျွန်တော်တို့အများကြီးကြိုးစားပြီးစီမံပေးပါမယ်လို့အားလုံးတရားနေပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်